ဟုတ်ပြီအဲ့ဆိုဒီကျတို့တွေ့လားသူဘယ်နှကြောင်းပဲရှိလို့ there are only 3 sentences ပဲဘယ်လောက်နဲ့ပဲချုပ်တာနော်3မှာ in summary ရောသူရေးမှာပဲဆိုကြည့်လိုက် vocabulary သူရွေးတာအဲ့ choice of vocabulary မှာနည်းနည်းတော်လိုက်ပေါ့နော်အဲ့ဆိုမှကြည့်ကျတို့က robotic teacher မသုံးထားသေးဘူးနော်လုံးဝမသုံးထားသေးဘူးအဲ့ဒါ conclusion မှာပို့အရေးကြီးတယ်မတူညီတာကိုပို့သုံးပေးနော်ဆိုတော့ဟိုမှာခါကျတော့ technology driven teacher ဒီမှာခါကျတော့ robotic teacher ဟုတ်ပြီနော်အဲ့ဆိုတော့အဲ့ဒီတကြားမှာဘာကိုပြီးတယ်လဲ clue ကိုတားရအောင်ကြည့်ဆိုဒီချက် purple နဲ့ပဲတွားမယ်ဗာလဲ okay the classroom dynamism and emotional intelligence ဆိုတော့ဒီချက်အဲ့ဒါဘာပြောလဲမသိအဲ့ဒါဘာ techniques တဲဝင်သွားတယ် restate ဒါ restate ဝင်သွားတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ classroom dynamism ရဲ့ emotional intelligence needed to be an effective designer ပေါ့နော်ဆိုလိုအပ်မယ်ဆိုတော့သူကြီးက thesis လို့ sorry restate လို့ပြောလိုက်တယ်နော်ဆိုကျွန်မဒါလေးရေးလိုက်ရအောင် restate okay good နောက်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကရော class entirely by a machine will not be realized. Okay, a class for no run and time machine will not be realized any time soon. So ဒါခါကျတော့ဘာကိုသွားပြီးတော့မှ तू ကဟိုလှုပ်ချက်လဲပေါ့နော်နည်းနည်းကြည့်အောင်ကြည့် Second, machinery is unrealistic. နည်းနည်းတော့ तू ကတိနေတာပေါ့နော်ဒီနှစ်ခုမှာဒီကျတော့ summarize ဒါပေမဲ့ရှုပ်နေကြမလို့ပါဘူးတကယ်ဟိုဟာဒီမှာဆိုရင်တော့ clear ဖြစ်တယ်ကိုရေးမယ်ဆိုရင်လဲဟို clearly ပေးလို့ရတယ်ဆိုတဲ့သဘောပေါ့အဲ့တော့အခုလောလောဆယ်ဘာယူရင်ကောင်းမလဲကြည့်အဲ့ဒီနှစ်ခုဆိုနောက်ဆုံးတစ်ကြောင်းပဲသွားကြည့်အောင်နောက်ဆုံးတစ်ကြောင်းရှင်ဘာယူထားလဲ future prediction ယူထားတယ်เนาะသူဘာနဲ့ရေးထားလဲကျတို့ကြည့်ရအောင် will not replace. Okay, so will not replace traditional humans teachers for no? Okay, in the foreseeable future. Oh, matu no. And ma pian le tong tat de no. Oh, po ma shi de. Introduction ma shi de na. Aro da ba le so yin. Te ba yu tha le da. What's your future possibility? Hala. It's a future be yi lai me na. So the techniques one go tong tha de. Ro pyo yin me so yin. ကြည့်အနေနဲ့ပေါ့နော်တခြား idea ပေးပြီး if you use your thesis statement specific သုံးလိုက်ပြီဆိုရင်တခါတလေကြာရင်ဘာဖြစ်သွားတယ်လဲဆိုတကြောင်တည်းရေးရုံနဲ့ your thesis state your conclusion become both ဖြစ်သွားတယ်ဟုတ်လဲနော် both ဖြစ်သွားတယ်ပေါ့အဲ့လိုဆိုတော့ဒီချက်ခုနကကြည့်လိုက်မယ်နော် the classroom dynamism နဲ့ emotional နဲ့ဒီအောက်ကနှစ်ကြောင်းကဘယ်တစ်ခုကsummary ပို့ဖြစ်တဲ့နယ်လဲပေါ့။များသောအားဖြင့်ဒီကျတို့ specific ဆိုရင်ဖြစ်ပြီးသား။ဒီချက်ဒီခုနပြောလိုက်တဲ့ restate ဒီသူတခါတည်းပါဖြစ်သွားပြီလားဆို summary လဲတခါတည်း auto ဖြစ်သွားတတ်တယ်။အဲ့ဒါ thesis statement specific ယူတဲ့အားသာချက်။ဘာဖြစ်လို့လဲဆို thesis မှာရှိတဲ့ point ကိုပဲဒီကျတို့ body မှာဘာလုပ်တာလဲ။ပြန်ပြီးတော့မှ discuss လုပ်တာ။ဆိုတော့ဒီကျတို့ပြောရမယ်ဆို classroom dynamism ကိုဘယ်မှာတွေ့ရတယ်လဲဆိုဒီကျတို့ရဲ့body မှာတွေ့ရတယ်ဟုတ်တယ်ဟုတ် body မှာတွေ့ရတဲ့အတွက်သူ့ကို summary လို့လည်းယူလို့ရတယ်ရလားမသိတခြားအောက်တစ်ခုသွားမယ် a class run entirely by a machine is an idea that will not be realized anytime soon ဆိုတော့အဲ့ဒါဒီကျတို့အပေါ်တစ်ခုခုမှာဘယ်နေရာမှာပို့တွေ့ရတယ် second လား a machine here like machinery is unrealistic machinery is unrealistic ကိုသူကအဲ့ဒါကိုဘယ်လိုပြောထားတယ်ပေါ့နော် so anything else ဟုတ်ပြီ machine အကြောင်းပြောသွားတယ်နောက်ထပ်ဘာအကြောင်းပြောသေးလဲနော် is there အားလုံးပဲလား
ဟုတ်ပြီအဲ့တော့ဒီမှာခါကျတော့ तू ကနည်းနည်းလေးပေါ့တချို့တို့ကအထက်နဲ့အောက်ကိုနည်းနည်း तू ကရောကြော်သုံးထားတဲ့အတွက်ကြောင့်မို့တကယ်တမ်းတချို့တို့တချို့စာရေးဆရာရှင်းရှင်းလေးရေးထားတဲ့ဆို thesis ဆို thesis sorry research ဆို research တက်ထွက်လာတယ် summary ဆို summary တက်ထွက်လာတယ် and then ကိုလည်းလုပ်လို့ရတယ် conclusion တချို့ကဘာ idea ပေးလဲဆိုရင် research ဆိုရင်တချို့ paraphrasing လုပ်ပြီ paraphrase လုပ်လိုက်တယ်နော် summary ခါကျတော့တချို့ supporting points နှစ်ချက်ကိုချယူလိုက်တယ် and then should what shall I say model ဆိုရင်ကကျတော့ဒီတိုင်းပဲought to သုံးမလား or will future သုံးမလား prediction ဆိုအဲ့ဒီသုံးခုတစ်ခါလေးယူသုံးခိုင်းလိုက်တာခက်တက်တော့လေးဖြစ်သွားအောင်သူတို့လောက်ပညာမပြနိုင်